မြန်မာစစ်သား4000ပေးမယ်ဆိုပြီးတော့သတင်းကြား4000ဒီမတိုင်ခင်ဘလောက်ပေးထားခဲ့တယ်လဲကျွန်တော်တို့မသိဘူးနောက်ထပ်ဘလောက်ထိပေးဖို့သူတို့လုပ်နေတယ်လဲမသိဘူးမင်းအောင်လိုင်းသူဒီလုံးဝကိုပတ်စံလည်းရှိတာမဟုတ်ဘူးเนาะဒါပေမဲ့အခုငပလီကိုဘုံကျဲတာတော့မှတရက်ထဲနဲ့ဘုံအလုံး100လောက်ကျဲချအဲ့တော့ဒီဘုံတစ်လုံးရဲ့တန်ဖိုးကနည်းနည်းတော့မဟုတ်အရင်တော့လေတစ်စီးတည်းသုံးတာနေပြီးတော့အခုဆိုလို့ရှိရင်လေရင်တွေကိုအုပ်စုပွက်ပြီးတော့ပုံပြီးတော့ဘုံကျဲချပြီးတိုက်ခိုက်တာလို့စစ်သားတွေစုဆောင်းတယ်စစ်သားတွေအတွက်ဆိုပတ်စံကုန်အခုတိုက်ပွဲတွေဖြစ်နေတာဒီကောင်အာဏာလုလိုက်လို့2021ထဲကမြန်မာပြည်မှာဖြစ်တဲ့တိုက်ပွဲတွေကနည်းနည်းတော့မဟုတ်အဲ့တော့စစ်တိုက်တယ်ဆိုတာပတ်စံကုန်အဲ့တော့ဒီပတ်စံတွေဒီကောင်ဘယ်ရဒီလက်နက်တွေဒီကောင်ဘယ်ရအဲ့ဆိုရင်တော့တခုခုသူအပေးယူလုပ်မှရမယ်သူတရုတ်ကိုဘယ်လိုအပေးယူလုပ်တယ်လဲရုရှားကိုသူဘယ်လိုအပေးယူလုပ်တယ်လဲအဲ့ဒီအပေးယူလုပ်ပြီးတော့သူ့အာဏာတည်မြဲရေးအတွက်ကိုလုပ်နေတယ်လို့ကျွန်တော်တို့ယူဆစရာရှိတယ်ဆိုတော့ဒီသတင်းကအလွန်ကိုအရေးကြီးတယ်ဒီသတင်းမှန်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကိစ္စကိုရအောင်ဖြတ်မှရမယ်ဒီလိုရအောင်ဖြတ်ရင်းနဲ့မေးအောင်လိုင်းရဲ့ကြဆုံးကန်းလဲလုံးဝရောက်ကိုရောက်သွားလိမ့်မယ်လို့ကျွန်တော်ကတော့ယုံကြည်တယ်ဘာကြောင့်လဲဆိုတော့တကယ်လို့သာမင်းအောင်လိုင်းကမြန်မာပြည်သူတွေကိုမြန်မာစစ်သားတွေကိုရုရှားကိုပို့ပြီးတော့ယူကရိန်းစစ်မြေပြင်ကိုပို့တယ်ဆိုရင်ဒါသည်ယူကရိန်းနဲ့ထိပ်တိုက်တွေ့ခြင်းယူကရိန်းနဲ့ထိပ်တိုက်တွေ့ခြင်းသည်ဥရောပသမဂ္ဂနဲ့ထိပ်တိုက်တွေ့ခြင်းပဲအမေရိကန်နဲ့ထိပ်တိုက်တွေ့ခြင်းပဲအကျိုးစီးပွားတွေအကုန်လုံးဆက်ဆက်အဲ့တော့ကျွန်တော်တို့ကဒီသတင်းပေါ်မှာကျွန်တော်တို့သေချာ seriously source ကိုလိုက်မှရမယ်ထွက်လာပြီဆိုလို့ရှိရင်ရလာပြီဆိုလို့ရှိရင်ကျွန်တော်တို့မှန်ကန်ပြီကျွန်တော်တို့ verify လုပ်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကမ္ဘာနိုင်ငံတွေနော်နိုင်ငံတကာခေါင်းဆောင်တွေဒါချိတ်ဆက်ပြီးတော့လှုပ်เสียရှိတာကိုလှုပ်ကြရမှာဖြစ်တယ်အဲ့တော့ကျွန်တော်ပေးချင်တဲ့သတင်းစကားကမင်းအောင်လိုင်းကအခုခီးစဉ်မှာမြန်မာပြည်သူမြန်မာစစ်သား4000ကိုမင်းအောင်လိုင်းအတွက်ပူတင်အတွက်ကိုပေးမယ်ဆိုပြီးတော့အဲ့ဒီစကားထားတယ်ဆိုတဲ့သတင်းတွေလှိုင်ကြီးထွက်နေတယ်ဒါအပြင်ကိုဟိုးရုရှားစစ်မြေပြင်မှာမြန်မာပြည်သူတွေမြန်မာစစ်သားတွေကိုပို့ပြီးတော့လက်နက်နဲ့လူနဲ့အလဲလဲလုံနေတယ်ဆိုတဲ့သတင်းတွေလည်းကျွန်တော်တို့ဒါကြားနေရတာကြာပြီဖြစ်တယ်တခါမင်းအောင်လိုင်းကအခုနောက်ပိုင်းမှာဘုံတွေကိုလှိုင်ပြီးသုံးလာနိုင်တယ်လေးမြန်တွေကိုအများကြီးသုံးလာနိုင်တယ်ဆိုတော့လူတွေကိုအများကြီးစုလာနိုင်တယ်ဒီသတင်းချက်လက်တွေကိုချိန်ခံတဲ့အခါမှာမင်းအောင်လိုင်းဘယ်ဟာပတ်စံနေနဲ့ဘယ်လိုလုပ်ပြီးတော့ဓာတွေကိုသူဝယ်လို့ရနေတယ်ဓာတွေကိုသုံးလို့ရနေတယ်ဆိုတော့မိကုန်းတွေကိုထောက်ရှုခြင်းအဖြစ်ဒင်းသည်သူ့အာဏာတည်မြဲရေးအတွက်တခုတော့အပေးယူလုပ်နေပြီဆိုတာသေချာတယ်အဲ့တော့ကျွန်တော်တို့ပြည်သူတွေအကုန်လုံးဒီထက်ပိုပြီးတော့နိုးကြားကြပါထကြွကြပါဒီဒေါ်လာရေးကြီးကကျွန်တော်တို့အားလုံးနဲ့စိုက်နေနော်ကျွန်တော်တို့အိမ်မော်တွေအထီကိုသူတို့လာဆွဲနေအဲ့တော့ယောက်ျားလေးမိန်းကလေးတယောက်မှမလွတ်ပါဘူးငါတို့လိုင်းကအပေးယူတော့လောက်မဲလို့ကျွန်တော်ကတော့ 100% ယုံကြည်တယ်။ဘာဖြစ်လို့လဲဆိုတော့လွန်ခဲ့တဲ့နှစ်မှာမြန်မာစစ်ခွေးတွေရုရှားမှာတွားပြီးမှတင်တန် training တက်နေကြတယ်။အခုလည်းပြောလို့မရဘူး။ပေါ်တာဆွေးတာနေတာမဟုတ်ဘူး။ပေါ်တာဆွေးခံရတဲ့လူငယ်လေးတွေအကုန်လုံးနီးပါပြုတ်ဆုံးကုန်တယ်။အင်ပြန်နိုင်တဲ့လူ100တောင်မပြည့်ဘူး။အများဆုံးထား1000တောင်မပြည့်ဘူး။တသိန်းကျော်လောက်ရှိမယ်။စစ်မြေပြင်မှာအလင်းဝင်တဲ့လူတချို့ရှိတယ်။အများစုကတည်ကြတယ်။ဒါပေမဲ့ဂျန်တဲ့သူတွေကတော့ရုရှားရှင်မှာပူလိုက်မယ်လို့ကျွန်တော်လည်းယုံကြည်တယ်။တွေးစရာအများကြီးရှိတယ်။ဒါပေမဲ့ဒီသတင်း source ကိုတော့မကြခင်ပေါ်လာလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။လွန်ခဲ့တဲ့နှစ်မှာတင်တန်တက်ပြီးစစ်ကောင်စီစစ်ခွေးတွေရုရှားမှာခွေးပူတင်ကငါဒူးလိုင်းကိုထောက်ခံရှာမလို့ဘူး။အားကျက်ရှာလည်းမလို့ဘူး။ဖိတ်ခေါ်ရှာလည်းမလို့ဘူး။ငါဒူးလိုင်းရဲ့ခွေးတွေကိုတုံးချင်လို့အမေရန်ဖိတ်ခေါ်နေတယ်လို့ကျွန်တော်ကတော့ယုံကြည်တယ်။အခုလည်းမြန်မာပြည်တွင်းမှာပေါ်တာဆွေးမှုတွေနေ့တိုင်းဖြစ်တယ်။ရန်ကုန်မန္တလေးမုံရွာအရောက်ဒီတိုင်းပုံမှန်နေ့တိုင်းပေါ်တာဆွေးမှုဖြစ်တယ်။အဲဒါကြောင့်သတိထားကြပါ။ကေဒါဆွေတော့